ဆိုတော့ဒါကအခန်း50ရဲ့မူနောက်အကြောင်းပေါ့ဟုတ်ဆိုတော့သူကခေါင်းစဉ်ကဘာလဲဆိုလို့ရှိရင် 한국의 산림자원, 코리아의 산림자원ဆိုတာကကြတယ်ဒီတစ်တော်တန်ရဇာတတစ်တော်အရင်းမြစ်တွေကိုပြောတာပေါ့နော်အဲ့တော့ဖတ်ကြည့်အောင် 한국은 코리아가 의 국토의 60% 이상이 국토ဆိုတာကဒီကိုရီးယားရဲ့မြေမျက်နှာတင်ပြင်ကိုရီးယားရဲ့မြေစီလွှာမြေမျက်နှာတင်ပြင်ရဲ့60ရာခိုင်နှုန်း 이상ဆိုတာကအထက်ဒီကိုရီးယားရဲ့မြေမျက်နှာတင်ပြင်60ရာခိုင်နှုန်းအထက်ကဆိုလို့ရှိရင်တဲ့စားနေကြည်မှန်တောင်တွေဖြစ်ပေမဲ့ဟွာကောရဲ့အရင်တုန်းကဆိုလို့ရှိရင်တော့တဲ့산림자원이ဒီတက်တော်အရင်းမြစ်တွေက풍부하지 못했습니다. မကြွယ်ဝခဲ့ဘူးမပြည့်စုံခဲ့ဘူးပေါ့နော်. 한국 정부에서는 이 코리아의အစိုးရကနေပြီးတော့신목이ဆိုတာကကြတော့တစ်ပင်စိုက်ပျိုးတဲ့နေ့ဆိုပြီးတော့ 4월 5일 ၄လပိုင်း9ရက်နေ့ကို제정하여သတ်မှတ်ပြီးတော့나무 심기를တစ်ပင်စိုက်ပျိုးတာတွေကို나무အပင်တွေကို심기를ဆိုတာတစ်ပင်စိုက်ပျိုးတာတွေကို정려하는အားပေးတဲ့한평ဆိုတာကတစ်ဖက်မှာပေါ့နော်။ဘာလဲဆိုလို့ရှိရင် green belt ဆိုတာကကြတော့ဒီ green belt စိမ်းလန်းတဲ့ကန့်တန့်ဆုံးပေါ့နော်။အဲ့လိုတစ်ပင်တွေစိုက်ပျိုးထားပြီးတော့ဒီနေရာကိုကန့်တန့်ထားတဲ့နေရာလိုမျိုးအဲ့လိုနေရာမျိုးတွေနောက်ပြီးလို့ရှိရင်산림보호구역ဆိုတာကကြတော့တစ်တော်ကာကွယ်ရေးစုံတွေပေါ့ဒီလိုမျိုးနေရာတွေကို지정하고သတ်မှတ်ပြီးတော့산림청을 ဒီတစ်တော်ဦးစီးဌာနကို설립하는 띠창대 등 쌀의 산림자원의 보호와 산림자원이အရင်းမြစ်တွေကို보호ဆိုတာကကာကွယ်တဲ့ယူဆောင်ဆိုတာကကြတော့ပို့ပြီးတော့တိုးများအောင်လုပ်တယ်ပေါ့နော်ဆိုတော့ပြောရင်ဒီတစ်ပင်တွေကိုပြုစုပြောင်းထောင်နေတစ်ပင်တွေကိုစိုက်ပျိုးတယ်ဆိုတော့ဒီတစ်တော်အရင်းမြစ်တွေကိုကာကွယ်တာနဲ့တစ်ပင်စိုက်ပျိုးတာတွေအတွက်의료위해ဆိုတာကဒီလိုအရာတွေအတွက်다양한 정책을အမျိုးမျိုးသောမူဝါဒတွေကို추진하였습니다. မြင့်တင်ခဲ့ပါတယ်ဆိုတော့အရင်တော့ဆိုလို့ရှိရင်ကိုရီးယားရဲ့ဒီမြေမျက်နှာသစ်ရဲ့60ရာခိုင်နှုန်းလောက်ကတောင်တွေဆိုပေမဲ့အရင်တော့ပေါ့နော်သူတို့စီမှာကဒီတစ်တော်အရင်းမြစ်တွေကမကြွယ်ဝခဲ့ဘူးမပြည့်စုံခဲ့ဘူးအဲ့ဒီမှာကိုရီးယားအစိုးရကဘာလုပ်လဲဆိုလို့ရှိရင်ဒီ၄လပိုင်း9ရက်နေ့ကိုသူတို့တစ်ပင်စိုက်ပျိုးတဲ့နေ့ဖြစ်သတ်မှတ်တယ်။နောက်ပြီးတဲ့အခါမှာဆိုလို့ရှိရင်ဒီတစ်ပင်စိုက်ပျိုးတာတွေကိုအားပေးဖို့အတွက်တစ်ပင်စိုက်ပျိုးတာကိုအားပေးဖို့အတွက်ဒီစိမ်းလန်းတဲ့ကန့်တန့်ဆုံးလို့နောက်ပြီးလို့ရှိရင်တက်တော်ကာကွယ်ရေးဆောင်လို့ဒီလိုရာမျိုးတွေကိုသူတို့သတ်မှတ်တယ်ပေါ့နော်။နောက်ပြီးတဲ့အခါကျလို့ရှိရင်ဘာလို့လဲဆိုလို့ရှိရင်တက်တော်ဦးစီးဌာနတွေကိုတီထောင်တယ်ဒီလိုမျိုးလောက်ရာကနေပြီးတော့ဒီတက်တော်အရင်းမြစ်တွေကိုကာကွယ်တာတွေပြုစုပြောင်းထောင်တာအပင်စိုက်ပျိုးတာတွေဒီလိုအရာတွေအတွက်အမျိုးမျိုးသော정책 무화라리고 추진하였습니다. 땀나케바의 무화라리고 닌데케바의 그 결과 디도묘 노대 야라니네 바리 필라리소니 현재는 아콜라시마로 울창한 수야가자로 세인소래 네, 세인한 소비의 숲수야가 떠이거나 디로묘 노대 야라니네 바리 필라리소니 아콜라시마 디 세인한 소비의 떠이가 자랑하고 있습니다. 지투하라니 바리 거기 다슬로신 기사발리고 나래미노 새롭게 조성된 울창한 산림 새롭게 쇠가 어때 언니네 조성된 쇠가 자로 조성되다 쇠가 띠타네 뭐노 쇠디 어때 언니네 어때 언니네 띠타나이데 울창한 산림 쇠가 자로 구나가 뼈도 세인난소띠데 뜻도 다니 뭐노 쇠디 어때 언니네 들로묘 무와다리 참매데 들로묘 사이뷰라이 바이 들로묘 롱라이데 이 생란 소비의 떠다운이가 솔루션이 무죄와 인산물 무죄ဆိုတာတစ်သားတွေနဲ့ 인산물ဆိုတာကကြတော့ဒီတစ်တော်ထက်ပစ္စည်းတွေပေါ့နော်ဆိုတော့ဒီတစ်သားတွေနဲ့တစ်တော်ထက်ပစ္စည်းတွေကို제공해줄 뿐만 아니라ထောက်ပံ့ပေးရုံသာမကတစ်ပင်တွေတစ်တော်ထက်ပစ္စည်းတွေရအောင်ထောက်ပံ့ပေးနိုင်ရုံသာမကဘူးတဲ့ဘာတွေဖြစ်သေးလဲဆိုရင်다양한 동식물의အမျိုးမျိုးသော 동식물ဆိုတာကကြတော့သက်ရှိတွေပေါ့နော်ဒီအပင်နဲ့တိရစ္ဆာန်လေးတွေရဲ့서식지ဆိုတာနေထိုင်ကျစားရာနေရာပေါ့ဆိုလို့ရှိရင်ဒီအမျိုးမျိုးသော뜻တော်တွေရှိပြီးဆိုတော့တိရစ္ဆာန်လေးတွေလည်းရှိလာပြီပေါ့နော်ဒီအမျိုးမျိုးသောတိရစ္ဆာန်လေးတွေရဲ့နေထိုင်ကျစားရာနေရာလေး되어ဖြစ်လာပြီးတော့생물 다양성을 생물ဆိုတာကကြတော့ဒီတိရစ္ဆာန်လေးတွေကိုပြောချင်တာ 다양성ဆိုတာကကြတော့အမျိုးမျိုးကွဲပြားတာပေါ့နော်ဆိုတော့ 생물 다양성ဆိုလို့ရှိရင်ဒီသက်ရှိဇီဝမျိုးကွဲတွေကို 풍부하게 하고 있습니다. ကျွယ်ဝလာစေပါတယ်များပြားလာစေပါတယ်တဲ့ဘာကလဲဆိုလို့ရှိရင်ဒီလိုမျိုးတစ်ပင်တစ်တော်တွေစိမ့်လန်းစုတည်တဲ့တစ်တော်တွေကနေတစ်ဆင့်
အပင်တွေတစ်သားတွေတစ်တော်ထွက်ပစ္စည်းတွေကိုပဲထောက်ပံ့ပေးနိုင်ုံသာမကဘူးဘာတွေဖြစ်သေးလဲဆိုလို့ရှိရင်တရိတ်ဆန်လေးတွေရဲ့နေထိုင်ကျစားရာဒေတာဖြစ်လာပြီးတော့အမျိုးမျိုးသောဇီဝမျိုးကွဲတွေကိုလည်းပို့ပြီးတော့များလာစေတယ်ပေါ့ဆိုတော့တချို့ဆိုလို့ရှိရင်မျိုးသုံးပြောက်ွယ်သွားတော့မဲ့တရိတ်ဆန်လေးတွေဆိုလို့ရှိရင်ဒီလိုတရိတ်ဆန်လေးတွေနေရာရလာတာမျိုးဒီလိုပုံစံမျိုးလေးပေါ့နော်။သူဟန်ထပ်ပြီးတဲ့အခါမှာဆိုလို့ရှိရင်အီဆန်းဝါထန်ဆိုဆိုတာကကြတော့ကာဗွန်ဒိုင်အောက်ဆိုက်တွေကိုဟပ်ဆူဟာယောစောက်ယူပြီးတော့ဒေဂီရဲ့ဂျီတဲ့ဒေဂီဆိုတာကလေတူဂျီဆိုတာကအရည်အသေးလေတူရဲ့အရည်အသေးကိုခေဆုံးဟာနဲ့တိုးတက်စေတဲ့ယောခတဲ့အခန်းကဏ္ဍပေါ့နော်ဒီတက်တော်တစ်ပင်တွေကဘာလို့လဲဆိုလို့ရှိရင်ကာဗွန်ဒိုင်အောက်ဆိုက်ကိုစောက်ယူပြီးတော့ဒီလေတူအရည်အသေးကိုတိုးတက်စေတဲ့ဆိုတာကလေကိုတန့်ရှင်းအောင်လုပ်တဲ့လေတူတွေကကာဗွန်ဒိုင်အောက်ဆိုက်ကိုသူတို့စောက်လိုက်ရဆိုတော့လေတူကိုတန့်ရှင်းအောင်လုပ်တဲ့အခန်းကဏ္ဍတွေကိုလည်းဟာကီတဲမွန်နေလောက်ဆောင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဂီဟူပြောင်းတော့ဆိုတာကကြတော့ climate change ရာသီဥတုပြောင်းလဲမှုတွေရာသီဥတုပြောင်းလဲဖောက်ပြန်မှုတွေကိုပြောတာပေါ့နော်မဆိုပုံတိုင်းတိုက်တာတွေပါတယ်ဒီလိုຢာတွေကိုဒေချောဟန်ကာကွယ်ဖို့လုပ်တဲ့နေရာမှာလည်းပဲဒိုမချူနေတာအကူအညီဖြစ်စေပါတယ်ဘာကလေးဆိုလို့ရှိရင်ဒီ ultrahan ဆန်လေးစိမ့်လန်းဆိုပြီးတဲ့တစ်တော်တွေကနော်စိမ့်လန်းဆိုပြီးတဲ့တစ်တော်တွေကဒီလိုမျိုးကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူပြီးတော့လေရဲ့ရည်သွေးကိုကောင်းမွန်စေတယ်နောက်ပြီးအခါမှာဆိုလို့ရှိရင်လေဒီ climate change တွေဖြစ်ပေါ်လာဘူးရာသီဥတုဆိုးရွားတဲ့ဒဏ်တွေပေါ့နော်ဒီလိုဒဏ်တွေကနေပြီးတော့ကာကွယ်ဖို့အတွက်လေအကူအညီတွေပေးပါတယ်တဲ့ခြေသွင်းနေနဲ့အခုလက်တလုံးမှာဆိုလို့ရှိရင်တော့ဒီတစ်တော်တွေကိုဘာလုပ်လဲဆိုရင်ယူရမ်းဆိုတာကအပန်းဖြေနေရပုံစံမျိုးနဲ့ပေါ့နော်ခွန်းဆိုတာကကြတော့လိုက်ပြီးတော့လေပတ်စီယာနေရနောက်ပြီးလို့ရှိရင် sports အားကစားနောက်ပြီးအခါကြလို့ရှိရင် recreation ဆိုတာကကြတော့ဖြောပြရေးလှုပ်ရှားမှုတွေဒင်းနဲ့စရဲ့အရာတွေအတွက်ခုံးကန်းသူတို့နေရာအဖြစ်နဲ့လေဝိုင်းလုံးထေဖို့အစ်စမိတာအသုံးပြုနေကြပါလေတဲ့ဒါဆိုရင်နောက်ထပ်တစ်ပိုင်းအင်္ဂလိပ်ရဲ့ဒီလူသားတွေအတွက်ပေါ့နော်ဒါရဟန်ရက်တဲ့အမျိုးမျိုးသောရက်တဲ့ဆိုတာကအကျိုးကျေးဇူးကိုပြောချင်တာလူသားတွေအတွက်အမျိုးမျိုးသောအကျိုးကျေးဇူးတွေကိုဂျူနန်ပေးနေတဲ့ချမ်းလင်းမှုဒီတတော်တပင်တွေကိုဘိုးဟိုဟာကီဝီရဲ့ဆောင်တယ်ကာကွယ်ဖို့အတွက်ဆိုလို့ရှိရင်တော့불법ဆိုတာကတရားမဝင်벌목ဆိုတာကတစ်ခုတ်တာပေါ့နော်ဆိုတော့ဒီတရားမဝင်တစ်ပင်ခုတ်တာတွေကို방지하고တားဆီးပြီးတော့산불 안전 수치 산불ဆိုတာက산ဆိုတာကတော့ 불ဆိုတာက미산불ဆိုတော့တောမီကို안전ဆိုတာကကြတော့ဒီအန်ဒီယေကင်းစုချိဆိုတာကစီမင်းစည်းကမ်းတွေပေါ့နော်ဆိုတော့တောမီအန်ဒီယေကင်းစီမင်းစည်းကမ်းတွေဆိုတော့ပြောချင်တာကတောမီကာကွယ်ရေးစီမင်းစည်းကမ်းတွေကို준수하여 라이나 찐더비로 산불을 디더비고 예방하는 것이 가구의 야간에 중요합니다. 예지바에 너 그러면 루다의 조지수리 아주 빼니래 때더리고 가구의 우tra 솔루션이 대한민국 거라리고 다시야메 나비야 가자루신 디 더미 가구의 시민시간이고 라이나야메 라이나비도 더미 몰라 가구의 호가리 예지래 원어 그런데도 산불이 나면 디로야일로 타비메레 산불이 나면 이 산불이 나다 솔루션 더미 라운드 아카마 솔루션 원어 디마스 그런데도 소라가자 디로묘 도도레베 디로트로묘 일로 타비메레 산불이 나면 더미 라운드 솔루션이 피해를ဒီလိုယာတွေလောက်ထားပေမဲ့လည်းစီမင်းစည်းကမ်းတွေလိုက်နာပေမဲ့လည်းပေါ့နော်အကယ်၍တော်မီတာလောင်လာခဲ့မယ်ဆိုရင်ဖြစ်ရတဲ့ထိခိုက်မှုတွေပျက်စီးဆုံးရှုံးမှုတွေကိုခြေဆိုဟာဟိုက်ဆွေတို့လို့ခြေဆိုဟာဟာတာဆိုတာကကြတော့အနည်းဆုံးဖြစ်အောင်ရှော့ချတာပေါ့နော်ဆိုတော့ခြေဆိုဟာဟိုက်ဆွေတို့လို့ဆိုလို့ရှိရင်အနည်းဆုံးဖြစ်အောင်ရှော့ချနိုင်အောင်ရှင်းစုခါကဲဆိုတာကကြတော့မြ мян ဆက်ဆက်နဲ့ဒင်းဟာနုံ것도ကြိုက်တွေဖြည့်ရှင်းတဲ့အရာကလည်း이조선은 안 됩니다. 메탈로မရပါဘူး이러한 노력이 디로묘 조사물이 있어야만 심마다의 산림의 다양한 가치와 뜻빈 뜻돌이의 다양한 가치 묘사성이더 묘묘더 가치 자가 짠보리 기능 뚜로의 러상나이자니고 유지할 수 있고 대대나비로 미래 시대에게 디라메 나타 묘사 나가 묘사디 아까 건강한 산림을 짠마의 도당원어 비라듯이 노하고 신단위의 생란소비니의 도당이고 남길 수 있습니다. 찬도아비나이마 피바리 그럼 ဆိုလို့ရှိရင်ဒီစာပဲလေးကိုနားလည်မယ်လို့ထင်ပါတယ်ရှင်